ရတာပါဒီနေ့တော့ကျွန်တော်တို့အဲကွန်အင်ဒိုပေါ့နော်အင်ဒိုကနေပြီးတော့ရေကျတဲ့ပြဿနာလေးတွေကိုကျွန်တော်ပြောပြမယ်နော်ဒါကတော့ကျွန်တော်ဆင်ထားတာပေါ့နော်ဆင်ထားတာမှာများသောအားဖြင့်ကဒီလိုအနောက်ကနယံအပြည့်မှာဒီအင်ဒိုကိုတက်ကြတာများတယ်ဒါကတော့ရေကျတာနဲ့မဆိုင်ဘူးเนาะကျွန်တော်နည်းနည်းဘူးတုတရှင်းပြတာများသောအားဖြင့်ပိုက်ကဒီကနေထွက်တယ်ဒီနေရာကနေပေါ့နော်ဒီနေရာကနေထွက်တယ်ကျွန်တော်ကဒီမှာပရင်ပေါက်ဒီပရင်ပေါက်မှန်ပရင်ပေါက်ဆိုတော့ဒီမှာမှန်ပရင်ပေါက်ဆိုတော့ကျွန်တော်ကအဲကွန်ကပ်ပိုက်ကိုပွေးပြီးတော့ကျွန်တော်ဒီနေရာကနေဖောက်ပြီးတော့ကျွန်တော်ထုတ်တယ်ပေါ့နော်ထုတ်ပြီးတော့ဒီကနေထွက်လာတယ်နော်ဒီမှာထွက်လာပြီးတော့ကျွန်တော်ဒီမှာထားတယ်နောက်ကျွန်တော်ကိုယ်တိုင်ပြင်ရမှာဆိုပြင်လဲလွယ်အောင်လို့ကျွန်တော်ဟိုဘက်တောင်းမကပ်ပဲနဲ့ကျွန်တော်တို့ဒီနက်ဖြုတ်တဲ့နေရာတွေကိုကျွန်တော်လွယ်လွယ်လုပ်လို့ရအောင်အောက်တို့ကိုလည်းကျွန်တော်ဒီဘက်နည်းနည်းရွှေ့ထားနော်ဒါဟိုအပြင်ထွက်လို့ရင်လည်းအန်ရများတယ်ဗျာဒါဝရန်တာကျွန်တော်တို့အပြင်ကိုထုတ်ထားတဲ့တန်ပန်းလေးမှာကျွန်တော်အောက်တို့ဆင်ထားတာပေါ့နော်ဒီမှာအောက်မှာ frame လေးနဲ့မှာနှစ်တစ်ဟော်လိုလေးကို frame 4000လေးတို့ပြီးတော့နော်ဒီမှာ net ဆွဲထားတာပေါ့ဒီမှာဒါကတော့ကျွန်တော်ဆင်ထားတဲ့အကြောင်းလေးကိုပြတာပေါ့နော်ဒါပေမဲ့ဒီအင်ဒိုတွေကရေကျတဲ့ပြဿနာပေါ့ရေကျတဲ့ပြဿနာဘာလို့ရေကျလဲပေါ့ရေကျလဲဆိုတော့ကျွန်တော်တို့နံပါတ်1ရေကျနိုင်တာကတော့တချို့ကဒီပိုက်ကတော့เนาะဒီလိုအောက်ကိုဒီလိုဆင်းသွားတယ်ဆိုတော့တိတ်ပြဿနာမရှိဘူးဒီပိုက်မှာကကျွန်တော်တို့တချို့ကကြတော့ဒီလိုဘေးကိုဒီလိုတဲသွားပြီးတော့မှဟိုးအဝေးရောက်တော့မှအောက်ဆင်းသွားတာတို့ဘာလို့အဲ့လိုမျိုးအကြောင်းမျိုးရှိတာဒီအင်ဒိုကနေပြီးတော့ဒဲဆင်းသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ gap pipe မှာကျွန်တော်တို့ဖော့လိုင်းရှိတယ်ဖော့လိုင်းအပေါ်မှာဒီလေလုံအောင်ပတ်ရတယ်ဟာပေါ့ကျွန်တော်တို့ကော်မပါတဲ့မီးတိတ်လို့အပြားလေးပေါ့နော်အဲ့ဒါလေးပတ်ရတာဘယ်လိုခေါ်လဲတော့မသိဘူးเนาะအဲ့လိုဟာလေးပတ်ရတယ်ဒီလိုအဆက်နေရမှာလဲဒီလိုမျိုးနည်းနည်းလေလုံအောင်ပတ်ပေးရတယ်လေမလုံလို့ရှိရင် gap pipe တွေကအေးပြီးတော့ရေငွေ့ဖွဲ့ပြီးတော့ကျွန်တော်တို့ရေတွေကျတဲ့အချိန်မှာဒီကောင်မျိုးဆိုရင်တော့ရေတကယ်လို့လေမလုံလို့ရေကျလဲသူကဒီဖော်လိုင်းကနေပြီးတော့ကျလာပြီးတော့နောက်ဆုံးဒီနားကပဲထွက်မှာเนาะတချို့ဟာတွေကြတော့ကျွန်တော်ဆုံးကပြောသလိုဘေးကိုဒီလိုတန်းသွားတဲ့ဟာတွေကြတော့အဲ့လိုရေတွေကျအဲ့ပိုက်တွေကရေကျတယ်ဆိုတာကျွန်တော်တို့လေမလုံတဲ့အခါကျတော့သူကငွေ့ရည်တွေဖွဲ့ပြီးရေတွေဖြစ်လာပြီးတော့ကျွန်တော်တို့ဖော်လိုင်းမလုံတဲ့နေရာတွေကနေပြီးတော့ကျွန်တော်တို့ထွက်လာတာနောက်တစ်ချက်ကကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့ဒီအင်ဒိုရဲ့ဒီအဖုံးပေါ့အဖုံးကိုဖွင့်လိုက်ဟိုဘက်ဒီဘက်ဒီလိုဖွင့်ပြီးတော့ကျွန်တော်တို့ဒီလိုမပြီးတော့ထောင်လိုက်ရပြီနော်ဒီစကားကျွန်တော်တို့ပိတ်တာပေါ့နော်ဒီစကားပိတ်လို့ရှိရင်လည်းကျွန်တော်တို့ဒါအေးကွိုင်ပေါ့နော်ဒါအေးကွိုင်ကအေးတဲ့ဟာကိုကျွန်တော်တို့စကားပိတ်နေလို့ပန်ကားလည်းကောင်းတယ်စကားပိတ်နေလို့လေကောင်းမဖြတ်တဲ့အခါမှာကျွန်တော်တို့ဒီအေးကွိုင်ကနေပြီးတော့ကျွန်တော်တို့အေးနေတာနေခဲပြီးတော့သူကရေတွေပိုကျလာတော့ရေခဲလိုဖြတ်သွားပြီးတော့เนาะခဲပိတ်ဆို့ပြီးတော့ရေတွေပိုကျလာနောက်တစ်ခါပန်ကာကိုကျွန်တော်တို့ speed နှေးထားလို့ရှိရင်လည်းတစ်ခါလေဖြစ်တယ်ရာသီဥတုလည်းအေးနေမယ်ဗျာရာသီဥတုအေးနေမယ်အေးနေတဲ့အခါမှာကျွန်တော်တို့ temperature ကိုလည်းကျွန်တော်တို့ကအမြင့်ကြီးတင်ထားမယ်ပေါ့အမြင့်ကြီးဆိုတာ16ပေါ့နော်16တိတင်ထားမယ်ပြီးရင် fan speed ကိုလည်းဒီမှာ1လောက်ပဲထားမှာဒီမှာ1လောက်ပဲထားလို့ရှိရင်ကျွန်တော်တို့ဒီ coin တွေပိတ်ဆို့ပြီးတော့ရေခဲသွားတာပေါ့ဗျာအရန်အေးပြီးတော့ရေခဲသွားပြီးတော့ကျွန်တော်တို့ရေတွေကျတတ်တယ်နောက်တစ်ချက်ကကျွန်တော်တို့ဘာဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ဒီအင်ဒိုရဲ့ဒီအောက်မှာပေါ့နော်ဒီအေး coin ရဲ့အောက်မှာကျွန်တော်တို့အေး coin နေတဲ့ရေတွေကဒီတိုင်းပုံမှန်လဲကြာเนาะဖွင့်လို့ရှိရင်ကြာလို့ရှိရင်ကျွန်တော်တို့ဖော့ရည်တယောက်ရှိတယ်ဖော့ရည်တယောက်ကဒါရေကျတဲ့ပိုက်ပေါ့နော်ဒါရေကျတဲ့ပိုက်ဒီရေကျတဲ့ပိုက်နဲ့ဆက်တွယ်ထားတဲ့နေရာကနေပြီးတော့ကျွန်တော်ဒီအတွင်းထဲမှာပေါ့နော်အတွင်းထဲမှာကျွန်တော်တို့ဖော့ရည်တယောက်နဲ့ဒီပိုက်နဲ့ဆက်တဲ့နေရာမှာကျွန်တော်တို့အပိုက်တွေစို့ပြီးတော့လဲကျွန်တော်တို့ရေကပိုက်ကနေကောင်းမကျပဲနဲ့ရေတယောက်ဘေးကနေရှံပြီးတော့အိမ်ထဲကိုကျတာပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ဗာကြည့်ရမယ်ဆိုတော့ရေကျပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖော့ရေတယောက်လေးမှာကျွန်တော်တို့အမိုက်တွေစို့နေလားပြီးလို့ရှိရင်ဒီကောင်နဲ့ join set တွေမှာလက်ဟာမှုတွေရှိလားပြီးလို့ရှိရင်ဒီလိုဂျားတွေထဲမှာကိုကမတုံးတာကြားလို့ရှိရင်ဘာဖြစ်လဲဆိုတော့ပိုက်ကတချို့တွေကဗျာအပေါ်တက်ကနေပြီးတော့ဟိုးအောက်ထိအရှိကြီးချထားတယ်ဂျားထဲမှာတယောက်ကဆွဲလိုက်လို့ခောက်သွားတာတို့ဘာလို့ဆိုလို့ရှိရင်အဲ့ခောက်တဲ့နေရာမှာ
အသုံးပြုလို့ရှိရင်ကြာရင်လည်းအမိုက်လေးတွေပိတ်ရင်လည်းနောက်ဆုံးလုံးဝပိတ်ဆို့ပြီးတော့ရေတွေကတဖြည်းဖြည်းရှန်လာပြီးတော့ကျတဲ့ဟာကကျွန်တော်တို့အတွင်းအင်းတို့မှာလာကျတာပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်ဒါမျိုးတွေကိုစစ်ရမှာပါနော်ကျွန်တော်တို့ဒီအဲ့တော့ကျွန်တော်ကဒါဒီကောင်ဒါအပြင်မှာထားတာเนาะအခုကပြလို့လွယ်အောင်ဒီအပြင်မှာကျွန်တော်တို့ဒီပေါ်မှာပဲပေါ့เนาะရေပုံးနဲ့တင်ပြီးတော့ထားတာကိုကပိုက်ပိတ်မပိတ်သိချင်းဒီပိုက်ကနေထိတ်ကနေပြီးတော့ကျွန်တော်တို့မှုတ်ကြည့်လိုက်ပေါ့မှုတ်ကြည့်လိုက်လို့ရှိရင်တကယ်လို့သူပိတ်နေမှုတ်လို့မရဘူးပေါ့ဗျာเนาะဒါကတော့စမ်းတဲ့နီးပေါ့ကျွန်တော်ကတော့ဒါပိုက်တူလို့ပေါ့เนาะရှည်တဲ့ခါကျတော့လေကိုကတစ်မျိုးကြည့်ပြီးတော့စီစဉ်ရမှာပေါ့ဗျာဘယ်လိုလုပ်ရလဲဆိုတာเนาะအဲ့တော့ကျွန်တော်တို့ဒီနီးတွေတီးလို့ရှိရင်လွယ်တဲ့နီးကိုကျွန်တော်တို့အရင်ဆုံးစပြီးတော့စဉ်းစားမယ်ဘယ်လိုစဉ်းစားမလဲဆိုတော့ကျွန်တော်တို့ဒီပိုက်တွေကကြတယ်ဆိုလို့ရှိရင်ဒီပိုက်တွေကတချို့ကျွန်တော်ပြောတဲ့ဒီဘေးဒီအပေါက်ကနေထုတ်ပြီးတော့သူနယံဒါနယံဖြစ်နေတဲ့ထားနော်ဒါနယံပေါ့နယံဆိုလို့ရှိရင်ဒီလိုနယံနေကပ်ပြီးထွက်လာတာနော်ကပ်ပြီးတော့ထွက်လာတယ်ထွက်လာလို့ရှိရင်ဒီလိုပိုက်ကနေရာမျိုးကကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပိုက်မှာဒီအပေါ်ကပတ်ထားတဲ့လုံလားဖော့ချောင်းနေဖော့ပိုက်တွေကောင်းလားပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကစစ်ဆေးပေးရမယ်နံပါတ်2ကလွယ်တာကတော့ကျွန်တော်တို့ဒီစကားတွေပိတ်မပိတ်ပေါ့ဒီစကားတွေပိတ်မပိတ်ကျွန်တော်တို့ပိတ်လို့ရှိရင်ဖြုတ်ပြီးတော့တန်ရှင်းလုပ်ပေးမယ်ပြီးလို့မှမရတော့မှကျွန်တော်တို့ဒီအတွင်းကရေတယောက်ဘက်ကိုကျွန်တော်တို့အင်တို့ဖွင့်ပြီးတော့ဖြုတ်ပြီးတော့ကျွန်တော်ကြည့်ပြီးတော့မှစစ်ဆေးတဲ့အချက်ကတော့နောက်ဆုံးအချက်ပေါ့နော်ဒါအကုန်လုံးဖွင့်လုပ်ရမယ်ဆိုတော့အရင်ဆုံးလွယ်တဲ့ဟာတွေအရင်စစ်ကြည့်ပြီးလုပ်လို့အဆင်ပြေသွားတယ်ဆိုရင်တော့ပြီးပြီပေါ့ဗျာအဆင်မပြေရင်တော့နောက်ဆုံးအဆင့်ကိုကျွန်တော်တို့လုပ်ကြည့်ရမှာပေါ့ဒါကတော့ဘုဒ္ဓတာဖြင့်မျှဝေတာပါဒီနေ့တော့ဒီလောက်ပါပဲဗျာ